大家好，အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တရုတ်စာစကားပြောအခြေခံဖြစ်တဲ့နှုတ်ဆက်ခြင်းနဲ့မိတ်ဆက်ခြင်းကိုသင်ပေးသွားမယ်စကားလုံးတစ်လုံးစီကိုဝါကျ၃ချောင်းစီနဲ့ပုံစံအမျိုးမျိုးသုံးပြသွားပေးတာမို့လို့စုံနေတူတူလေ့လာကြည့်ကြအောင်နီးဟောင်းမင်္ဂလာပါနီးဟောင်းဆိုတဲ့ဟာကိုဝါကျလေး၃ခုသုံးပြပေးမယ်ပထမဝါကျတစ်ခုကနီးဟောင်းမင်္ဂလာပါဒုတိယဝါကျလေးက老师您好ဆရာမင်္ဂလာပါရှင်ဝါကျ၃ခုအနေနဲ့你们好吗မင်းတို့အားလုံးနေကောင်းကြလားနံပါတ်2您ဆိုတာကဒီသူမတွေကိုရင်ကြီးသုံးတဲ့အခါမှာသုံးပါတယ်ဝါကျနင်းကိုပထမဆုံးဝါကျတစ်ခုပြပြပေးမယ်နင်းဟောင်းမလူကြီးမင်းနေကောင်းပါသလားဒုတိယဝါကျအနေနဲ့请问您贵姓တစိမ့်လောက်လူကြီးမင်းမျိုးရိုးကိုသိပြရစီသုံးခုပြောမှဆိုတတိယတစ်ခုအနေနဲ့谢谢您的帮助လူကြီးမင်းရဲ့အကူအညီအတွက်ကျေးဇူးတင်ပါတယ်နံပါတ်3အနေနဲ့早မင်္ဂလာနံခင်းပါ早ဆိုတာကိုဝါကျလေး၃ခုသုံးပြပေးမယ်早上好မင်္ဂလာနံခင်းပါဝါကျဒုတိယတစ်ခုက你来的真早မင်းလာတာတကယ်စောတာပဲတတိယဝါကျအနေနဲ့早安大家အားလုံးပဲမင်္ဂလာနံခင်းပါနံပါတ်4好久不见မတွေ့ရတာကြာပြီ好久不见ကိုဝါကျလေး၃ခုသုံးပြပေးမယ်ပထမတစ်ခုအနေနဲ့好久不见最近怎么样မတွေ့ရတာကြာပြီနော်အခုတလောဘယ်လိုနေလဲဒုတိယတစ်ခုဝါကျဒုတိယတစ်ခုအနေနဲ့真的好久不见了ကဲဟိုပဲမတွေ့ရတာကြာသွားပြီတတိယဝါကျကတော့好久不见你变漂亮了မတွေ့ရတာကြာပြီမင်းပိုလှလာတာပဲနံပါတ်5怎么样ဘယ်လိုလဲ怎么样ကိုဝါကျလေးသုံးခုပြောပြပေးမယ်ပထမတစ်ခုအနေနဲ့你身体怎么样မင်းရဲ့ကျန်းမာရေးဘယ်လိုနေလဲဒုတိယဝါကျအနေနဲ့这件衣服怎么样ဒီအင်ဂျီလေးကဘယ်လိုလဲဥမာအနေနဲ့လှလာဝါကျသုံးခုမြောက်အနေနဲ့最近工作怎么样အခုတလောအလုပ်ဒီဘယ်လိုနေလဲနံပါတ်6不错မဆိုးဘူးကောင်းတယ်不错ကိုဘယ်လိုသုံးရလဲဆိုတော့ဝါကျလေးသုံးခုပြပြပေးမယ်ပထမတစ်ခုအနေနဲ့挺好的不错တော်တော်လေးကောင်းတယ်မဆိုးပါဘူးဒုတိယဝါကျအနေနဲ့味道不错ရတာမဆိုးဘူးစားကောင်းတယ်တတိယမြောက်ဝါကျအနေနဲ့ကတော့你的汉语不错မင်းရဲ့တရုတ်စကားပြောတာမဆိုးဘူးတော်တယ်ကောင်းတယ်ပေါ့နံပါတ်9名字နာမည်名字ကိုဘယ်လိုနေရာမှာသုံးလဲဆိုတာကိုဥမာလေးနေနဲ့ဝါကျသုံးခုပြောပြပေးမယ်ပထမတစ်ခုအနေနဲ့你叫什么名字မင်းရဲ့နာမည်ဘယ်လိုလဲဒုတိယတစ်ခုကတော့我的名字是ဆိုပြီးတော့နောက်မှာနာမည်လေးထည့်ပြီးလို့ရတယ်အဲ့ဒါပြန်ပြပေးမယ်နော်ကျွန်တော်နာမည်ကတော့ဆိုပြီးတော့နာမည်လေးတစ်ခုထည့်ပြီးပေါ့နော်မတူပါပေါ့တတိယမြောက်ဝါကျအနေနဲ့你的名字真好听မင်းရဲ့နာမည်ကတကယ်ပဲနားထောင်လို့ကောင်းတာပဲနံပါတ်8什么ပါလဲ什么ကိုဘယ်လိုနေရာမှာသုံးလဲဆိုတာကိုဥမာလေးနေနဲ့ဝါကျသုံးခုသုံးပြပေးမယ်什么
这是什么意思ဒါဘာဒိဗ္ဗေလဲဒုတိယမြောက်ဝါကြအနေနဲ့你在做什么မင်းဘာလုပ်နေတာလဲတတိယဝါကြအနေနဲ့你想吃什么မင်းဘာစားချင်လဲနံပါတ်9认识တိကျွမ်းသည်认识ကိုဘယ်လိုနေရာမှာသုံးလဲဥပမာအနေနဲ့ပြပြပေးမယ်ဝါကြ3ခုမှာပထမဆုံးတစ်ခုအနေနဲ့认识你很高兴မင်းနဲ့သိရတာဝမ်းသာပါတယ်ဒုတိယမြောက်ဝါကြအနေနဲ့我不认识路ကျွန်တော်လမ်းမသိဘူးတတိယမြောက်ဝါကြအနေနဲ့你认识他吗မင်းသူ့ကိုသိလားနံပါတ်10高兴高兴ဆိုတာဝမ်းသာသည်ပျော်ရွှင်သည်高兴ကိုဘယ်နေရာမှာသုံးလဲဆိုရင်ပထမဆုံးဝါကြအနေနဲ့今天我很开心很高兴今天我很开心很高兴ဒီနေ့ကျွန်တော်စိတ်ချမ်းသာပြီးတော့ဝမ်းသာပါတယ်ဒုတိယမြောက်ဝါကြအနေနဲ့别不高兴了စိတ်မကောင်းမဖြစ်ပါနဲ့တော့တတိယမြောက်ဝါကြကတော့见到你很高兴မင်းကိုတွေ့ရတာဝမ်းသာပါတယ်နံပါတ်7ရေလေဒါမဟုတ်လေပဲရေစွာကိုဒီနေရာမှာသုံးလဲဆိုရင်ပထမတစ်ခုအနေနဲ့认识你我也很高兴မင်းနဲ့သိရတာကျွန်တော်လည်းဝမ်းသာပါတယ်ဒုတိယမြောက်ဝါကြအနေနဲ့我也要去ကျွန်တော်လည်းသွားချင်ပါတယ်တတိယမြောက်ဝါကြအနေနဲ့ကတော့这个我也喜欢ဒါကိုကျွန်တော်လည်းကြိုက်တယ်မစနစ်再见ပြန်တွေ့ကြမယ်再见ဆိုတာကိုဘယ်လိုသုံးလဲဆိုရင်ဝါကြသုံးခုပြပြပေးမယ်ပထမဆုံးတစ်ခုအနေနဲ့大家再见အားလုံးပဲပြန်တွေ့မယ်နော်ဘိုင်ဘိုင်ပေါ့ဒုတိယမြောက်ဝါကြအနေနဲ့明天见မနေ့ဖြန်မှာတွေ့မယ်တတိယတစ်ခုအနေနဲ့ကတော့再见一路平安ပြန်တွေ့မယ်လမ်းခီးတာယာဖြောင်းဖြူပါစီအစာကနေအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြည့်ပြီးတော့အများကြီးပဲအကျိုးရှိရှိအသုံးချနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ဗီဒီယိုလေးတွေကိုလည်းဆက်လက်စောင့်မျှော်ပြီးတော့အားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်